ကြီးတက်ခါဒီမင်္ဂလာကဘာကြီးကဥညွတ်လို့လေးစားကနိုင်ငံတကာအလဲမှာကိုနိုင်ငံဒီနိုင်ငံလဲခေါ်လာတဲ့ဝါဝါသိချလို့အဝေးပြူရှုမကြီးစရာလက်ဆောင်တနာပေါ်ကျွေလိုက်ငါကုန်ယူမစောရှင်မာစီဒီမတန်ရေးချမ်းကြပါစေအစောမတော်လို့မြမမျိုးတို့ထုံးပေါက်ပါလေဘုရားဘာသာသာသနာရောက်ဝနေတော်လေးပါစေသမရာစီချမ်းပါပါစေနိုင်ငံတော်စီချမ်းသာပါစေနိုင်ငံတော်စီချမ်းသာပါစေသမရာစီချမ်းသာပါစေစေရနာရွှေမိုးကြောင့်တံပရများတို့သွန်ဖြိုးလို့ကြွားပါစေရှင်မာစီဒီမတန်ရေးချမ်းကြပါစေကတောမကျော်လို့မြမမျိုးတို့ထုံးပေါက်ပါစေဘုရားဘာသာသာသနာရောက်ဝနေတော်လေးပါစေသမရာကြီးချမ်းပါပါစေနိုင်ငံတော်စီချမ်းသာပါစေနိုင်ငံတော်စီသမရာကြီးချမ်းသာပါစေစေရနာရွှေမိုးကြောင့်တံပရများတို့သွန်ဖြိုးလို့ကြွားပါစေစိတ်မြမာရီစိတ်မြမာရီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကိုတိုင်းတစ်ပါးလက်အောက်သို့ကြောက်ရောက်ခါနီးစစ်စစ်ချိန်မီကယ်တင်ပေးနိုင်ခဲ့သည့်နိုင်ငံတကာကိုငြိမ်းချမ်းစွာချစ်ကြည်ရေးပေါ်ဆောင်ပေးနိုင်ခဲ့ပါသောသမ္မတကြီးဦးမင်းအောင်လှိုင်ဟာမိဘတပွဲကြီးညိုလေးစားစွာဖြင့်သမီးတရုတ်ဆောင်ဖို့သူခိုင်မှာကိုယ်တိုင်ရေးကိုယ်တိုင်သိဆို၍ဒီတခြင်းဖြင့်ဂုံပြုကြော့ပန်းပန်ဆင်လိုက်ရပါတယ်မြမတို့ရဲ့ဖခင်ကြီးရှင်